တေဆုံးသွားခဲ့ပြီဖြစ်တဲ့အချစ်ဟောင်းကိုဝမ်းနည်းပူဆွေးတဲ့အနေနဲ့ကျွန်တော်စင်ပေါ်မှာ Stay with me တခြင်းကိုအားရပါရအော်ဆိုပစ်လိုက်တာကြောင်းတစ်ကြောင်းလုံးမင်းသက်သွားပြီးအချစ်ဟောင်းမမလည်းတွေးတော့စရာတွေများသွားခဲ့ရတယ်မူလကတော့ကျွန်တော်ဟာတာမန်ကောလိပ်ကျောင်းသားလေးတစ်ယောက်ပါပဲရီးစားနဲ့လေးနှလုံးလုံးတွဲခဲ့ပြီးဘွဲရတာနဲ့ချက်ချင်းလက်ထပ်ဖို့အထိစီစဉ်ထားခဲ့တာဒါပေမဲ့ဘွဲနေ့တပင်ပါတီပွဲမှာကြားမှာမမကကျွန်တော်ကိုသူ့စီမှာကပ်ပါရက်ပါခိုးကစားတောင်းနေတဲ့သူပါဆိုပြီးဆွဆွဲတော့တာပဲဒေါသထွက်လွန်းလို့ကျွန်တော်နဲ့မာကတ်စင်ပေါ်တက်ပြီးရှင်းကြရင်းကနေရိုက်ပွဲပြင်ပွဲအထိဖြစ်သွားတာကြောင့်ကျွန်တော်9ရက်လောက်ချုပ်ထဲရောက်သွားခဲ့ရတယ်အချုပ်ကပြန်လွတ်လာချိန်မှာတော့ကျွန်တော်အကြောင်းအရှုပ်တော်ပုံသတင်းတွေကနေရာတိုင်းမှာပြန့်နေခဲ့ပြီးလူတိုင်းကယွန်ရှာမုန်းတီးကြတဲ့ပြစ်မှတ်တစ်ခုဖြစ်သွားခဲ့ပြီးဘယ်မှအလုပ်ရှာမရတော့ပြီးကျန်တဲ့ဘဝတက်တန်းတစ်ခုလုံးကိုငေးကြောင်ကြောင်နဲ့မိန်မောပြီးကုန်လွန်ခဲ့ရတော့တာပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ရီးစားဟောင်းကတော့အဲ့ဒီတုန်းကလူခံရတဲ့လိုင်းကိုအခွင့်ကောင်းယူပြီးထိတ်တန်းအဆင့်မင်းသမီးတစ်ယောက်ဖြစ်သွားခဲ့တာပေါ့အဲ့ဒီနောက်ကျွန်တော်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဟာဘဝတက်နဲ့ပြန်ဝင်စားလာပြီးဘွဲနှင်းတပင်ပါတီပွဲနေ့ကိုပြန်ရောက်နေတာကိုသိလိုက်ရတယ်စင်ရှိဆုံးတန်းမှာကျွန်တော်နဲ့မာကတ်ပွဲကြည့်ဖို့ထိုင်နေကြတော့ဟေ့ကောင်ရန်ရန်မင်းကဘာလို့အိပ်ပျော်နေတာလဲကလိုအီကဖျော်ပြေတော့မှလေတဲ့ကျွန်တော်မျက်လုံးတွေကိုကုကြည့်ရင်တေချာကြောင်းတောင်ဖြစ်သွားတယ်ငါခဏလေးတင်အပေါ်ထက်စပားမှာနှိပ်နေတာမဟုတ်ဘူးလားဘလို့လို့ကောလိပ်ကျောင်းလုံးကအချိန်တွေကိုရုတ်တရက်ပြန်ရောက်သွားရတာလဲစိတ်လှုပ်ရှားလွန်းလို့ရုတ်တရက်တည်သွားခဲ့တာများလားစင်ပေါ်မှာတော့ကလိုအီဟာကောင်းကင်ဘုံကဆင်းသက်လာတဲ့ဒေဝရာလေးလာလှပလုံးနဲ့ဝစ်စုံကိုဝစ်ဆင်ထားပြီးပရိသတ်တရက်လုံးကိုဆွဲမက်စေခဲ့တယ်ကျွန်တော်ကိုပါကိုကိုဆွဲလိန်ကြည့်တော့စူးစူးရှာရှာနာကျင်မှုကိုခံစားလိုက်ရတယ်။ဒါအိမ်မက်မဟုတ်ဘူးပဲငါတကယ်ပဲဘဝတင်နဲ့ပြန်ဝင်စားလာခဲ့တာလား။မာကတ်ကကျွန်တော်မျက်စိလဲလမ်းပြောင်းနေတာကိုမြင်တော့ပြုံးစီစီနဲ့ဆက်နှောက်လိုက်တယ်ရိုင်ယန်။ကြားတာတော့ကလိုအီက Skyline Media နဲ့စာချုပ်ချုပ်လိုက်ပြီးရဲ့ကွာအခုဆိုသူကကျဲပွင့်တပွင့်ဖြစ်တော့မှမင်းစူးစမ်းမှရတော့မယ်တော့မဟုတ်ရင်အနည်းနဲ့အမြန်မင်းကိုဖြစ်တော့မှကျွန်တော်နုနယ်စွာပဲပြုံးလိုက်မိတယ်အတိတ်ဘဝတုန်းကကလိုအီရဲ့ကျေပွင့်ဖြစ်ခြင်းတဲ့အိမ်မက်ကိုလိုက်ဆွဲပေးရင်တနေ့ကိုအလုပ်3ခုလုပ်ခဲ့ရဘူးတဲ့နောက်ဆုံးကြမှာသူ့ကြောင့်ပဲဘဝပြက်ပြီးဆွဲချပစ်တာကိုခံခဲ့ရတာအခုဘဝတစ်ပြန်ရလာပြီဆိုမှတော့ဒီတစ်ခါဘသူ့ကိုမှစိမ့်စိမ့်ကားကားအနိုင်ကျင့်ခွင့်ပေးတော့မှာမဟုတ်ဘူးမာကတ်ခဏနေရင်ဘာပဲဖြစ်ဖြစ်စိတ်လိုက်ကောက်တီးဘာမှမလုပ်နဲ့တော့မာကတ်ကဇဝေဇဝါနဲ့ခေါင်းငိမ့်ပြတယ်ဒါပွဲနှင်းတပင်ပါတီပွဲလေးတစ်ခုပဲလေဘာတွေကိုစိတ်လိုက်ကောက်တီးလှုပ်เสียရှိလို့လဲတဲ့ကွက်တီပဲဂီတတန်စင်တက်လာတာနဲ့အမျှကာလိုအီဟာယုံကြည်မှုရှိတဲ့ခြေလမ်းတွေနဲ့ကလိုက်ပြီးချိုမြိန်တဲ့ကလေးမလေးလိုအတန်နဲ့တချင်းဆိုလိုက်တယ်။သူ့တန်ကအချိုလုံပြီးချစ်စရာကောင်းလွန်းတာကြောင့်ပရိသတ်တွေရဲ့အသေးနှလုံးကိုချက်ချင်းအရေးပျော်သွားစေပြီးယောက်ျားလေးတော်တော်များများရဲ့မျက်လုံးတွေထဲမှာအချစ်တင်ဂီတလေးတွေတောင်လင်းလက်ကုန်ကြပြီးမာကတ်ကလည်းမနာတမ်းချီးမွမ်းနေခဲ့တယ်။ဒီတချင်းကအံ့ဩစရာပဲရရန်မင်းကလိုအီလိုကောင်းမလေးမျိုးရထားတာမင်းခွေးချင်းနေမိတဲ့ကံကောင်းခြင်းမျိုးဖြစ်ရမယ်ကျွန်တော်လည်းသူ့ဘေးမှာရဲပဲရဲနေလိုက်တော့တယ်အေးပါငါကလိုအီကိုသဘောကျမိခဲ့တာကတခုခုတော့နင်းမိခဲ့လို့ဖြစ်ရမယ်မာကတ်ကကျွန်တော်စီမှာဒီနေ့တခုခုမူမမှန်တာကိုခံစားမိလို့ဇဝေဇဝါကြည့်နေပေမဲ့ဘာလဲဆိုတာတော့အတိအကျမပြောနိုင်ဘူးဖြစ်နေတယ်ဒါနဲ့ပဲစင်ပေါ်မှာတော့ကလိုအီရဲ့တချင်းပြီးသွားပြီးပရိသတ်ကိုခါညွတ်ဦးညွတ်လိုက်ပေမဲ့အကြာကြီးခါကိုညွတ်ထားစေပဲအောက်ကပရိသတ်တွေကြားမှာစကားတန်တွေထွက်လာကြတော့တယ်သူဘာဖြစ်တာလဲငိုနေတဲ့ပုံပဲနော်ကျောင်းသားတွေခံမှန်းပြောဆိုနေတော့မှပဲကလိုအီကသူ့ကောင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်တယ်သူ့မျက်လုံးတွေထဲမှာမျက်ရည်တွေပြည့်ရှံလို့နေပြီအားလုံးပဲဒီနေ့ဟာဒီကျောင်းကိုနှုတ်ဆက်တာတွေမဟုတ်ပါဘူးကျမရဲ့အခြေရေးကိုပါနှုတ်ဆက်လိုက်တာပါလေးနှလုံးလုံးကျမသူ့ကိုလေးနှလုံးလုံးထောက်ပံ့ပေးခဲ့တာသူ့ရဲ့နှိပ်စက်မှုတွေသူ့ရဲ့တောင်းဆိုမှုတွေကိုကျမတကယ်စိတ်ကုန်လာပါပြီသူ့အတွက်ပစ္စည်းတွေဝယ်ပေးခဲ့တဲ့စားစရာဝတ်စရာအရာကိုကျမတာဝန်ယူပေးခဲ့တာပါကျမသူ့ကိုအသေးနှလုံးတစ်ခုလုံးနဲ့ချစ်ခဲ့တာတော့မှသူဖောက်ပြန်တာကိုကျမမတားဆီးနိုင်ခဲ့ဘူးရိုင်ယန်ငါပင်ပန်းလာပြီးငါတို့လမ်းခွဲကြရအောင်ကျွန်တော်သူ့ရဲ့ပြဆက်ခင်းတာကိုလုံးဝတည်ငြိမ်စွာပဲစောင့်ကြည့်နေလိုက်တယ်ကလိုအီကတကယ်ပြဆက်မင်းသမီးပဲမင်းသမီးမလုပ်ရရင်သူ့အတွက်လေလွင့်တာပဲအရင်တုန်းကသူ့ကြောင့်ပဲအရက်တောက်တက်ခဲ့တဲ့အရက်ကိုအတိစိတ်လွတ်အောင်တောက်ပြီးနောက်ဆုံးမှလက်တွေ့ဘဝကိုလက်ခံတတ်အောင်တင်ယူခဲ့ရတာဒါပေမဲ့အခုချိန်မှာသူကနာမည်မကြီးသေးတယ်လို့ကျွန်တော်ကလည်းတိတ်ခါမကြသေးဘူးလေဘာလို့သူ့ကိုအနိုင်ကျင့်ခွင့်ပေးရမှာလဲဘေးကမာကတ်ဆိုရင်လုံးဝမြင့်တက်သွားပြီးကျွန်တော်ကိုအားအသင့်စွာကြည့်လိုက်စင်ပေါ်ကကလိုအီကိုပြန်ကြည့်လိုက်နဲ့သူ့မျက်နှာတစ်ပြင်လုံးချက်ချင်းရဲတက်လာတော့တာပဲသူကအတန်ကျဲကျဲနဲ့ဆဲဆိုတော့မလို့ရိုင်ယန်ကလိုအီပြောတာပြောင်းပြန်တွေဖြစ်မနေဘူးလားအရာရာကိုပေးဆက်ခဲ့တာမင်းလေကွာမင်းသူ့ကြောင်းလာစာကိုလေနှလုံးလုံးပေးခဲ့တာပတ်စံရှာဖို့အတွက်မင်းကတနေ့ကိုအလုပ်3ခုလုပ်နေရချိန်မှာသူကအပြင်မှာစီးစိမ်ရင်းနေခဲ့တာမင်းကအဆောင်မှာတောင်ချိုင်းတီးရွက်နဲ့ပေါင်မို့အလုပ်ပဲနေတိုင်းစားခဲ့ရတာကိုအခုကြမှာမင်းကိုဒီလိုပြောတာလားငါတို့စင်ပေါ်တက်ပြီးသွားရှင်းရမယ်အားကစားမေဂျာကမာကတ်ဟာကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပြီးကျွန်တော်မတရားခံရတာကိုမကြည့်ရနိုင်ဘူးလေဒါပေမဲ့ကျွန်တော်လက်လန်းပြီးသူ့ကိုတားလိုက်တယ်ဘာစောတလင်ဖြစ်နေတာလဲနောက်တစ်လှည့်ကငါလှည့်လေကြည့်နေလိုက်ငါသူ့ကိုဒီတိုင်းလွယ်လွယ်နဲ့လွတ်ပေးမှာမဟုတ်ဘူး
အဲ့ဒါကိုကြားတော့မှမာကတ်စ်ရုန်းကန်နေတာကိုရက်လိုက်တယ်ကျွန်တော်ရဲ့အစီအစဉ်ကဘာလဲဆိုတာ तू မသိပေမဲ့ကျွန်တော်ကတော့လုံးဝယုံကြည်ထားတယ်ဒါပေမဲ့စင်ပေါ်မှာတနာစရာကောင်းအောင်ငိုပြနေတဲ့ကလိုအီကိုကြည့်ပြီးဒေါသမထိန်နိုင်ဖြစ်နေစေပဲအဲ့ဒီဆုံးမကမင်းကိုဒီလိုဆက်ဆံဖို့သူ့ကိုယ်သူဘာကောင်းများမှတ်နေလဲမသိဘူးကျွန်တော်လက်ကောက်ဝတ်ကိုပွေရင်နာကျင်စွာပြုံးလိုက်မိတဲ့စကားတခုရှိတယ်မဟုတ်လားနာဘူးဆိုတာဘာမှမကြံတော့တဲ့အထိနာဘူးလုံနေအောင်မှာပဲတဲ့အဲ့ဒီလိုလူမျိုးကငါပေါ့ကွာမာကတ်စ်ကဒါကိုကြားတော့အံ့အားသင့်သွားတယ်အရင်တုန်းကသူ့ကိုနှာဘူးလို့ခေါ်ရင်ကျွန်တော်က try မယ်လို့ချင်းချောက်လေးရှိတာကိုအခုကြမှာဘာလို့ဝန်ခံနေတာလဲစင်ပေါ်မှာတော့ကလိုအီကကျွန်တော်စီကိုတောင်းဘုံခိုးကြည့်နေပြီးကျွန်တော်ညှင်းဆိုဖို့စင်ပေါ်ပြေးမတက်လာတာကိုမြင်တော့နည်းနည်းစိတ်ပြတ်သွားတဲ့ပုံပဲအောက်ကចောင်းသားတွေကတော့ပုတ်ပွက်ရိုက်နေကြပြီးသွေးဆူလွယ်တဲ့ကောင်လေးတွေဆိုတောင်းဖြက်ဆဲဆူနေကြတော့တာတောက်ဒီရိုင်ယန်ဆိုတဲ့ကောင်ကဘာကောင်လဲကပ်ပါရက်ပါခိုစားလာတော့အစိုးကြီးကိုအခုဖောက်ပြန်သေးတယ်ပေါ့ငါနဲ့မတွေ့ပါစေနဲ့တွေ့ရင်ခြေတော့ကိုရိုက်ကျိုးပြစ်မယ်အဲ့ဒါကိုကြားတော့ကျွန်တော်ရင်ဘတ်ထဲဒိန်းကနေဖြစ်သွားတယ်ဒီငယ်တန်းကောင်တွေကတော်တော်ရက်ဆက်တာပဲရုတ်တရက်ခန္ဓာကိုယ်ကိုလက်တစုံကလာကင်လိုက်တယ်လှည့်ကြည့်လိုက်တော့ကျွန်တော်ရဲ့နီးပြဆရာမစ္စတာဟေးကမိုးချိုးပစ်တော့မဲ့မုန်တိုင်းမျက်နှာနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ရိုင်ယန်ဘာတွေဖြစ်နေတာလဲသူ့ကိုမြင်တော့အပြစ်ရှိစိတ်တွေလှိုင်းလုံးလိုတက်လာတယ်အတိတ်ဘဝတုန်းကကျွန်တော်ရဲ့အရှုပ်တော်ပုံကြောင့်မစ္စတာဟေးတောင်ကျောင်းရဲ့အရေးယူခြင်းကိုခံခဲ့ရတာလေဆရာသူပြောတာကိုဆရာယုံသလားမင်းဘလို့လူလဲဆိုတာငါသိတာပေါ့ငါမင်းကိုအမြဲတမ်းအထင်ကြီးခဲ့တာအခုဘလို့လုပ်ပြီးဒီလိုဖြစ်သွားရတာလဲကျွန်တော်မတက်နိုင်စွာတက်ပြင်းချလိုက်မိတယ်တေချာစဉ်းစားကြည့်ပြီးခါးသီးတဲ့အပြုံးတစ်ခုပြုံးလိုက်တယ်တူတွေ့ကပ်ဖို့တစ်ပင်ကြီးတစ်ခုတွေ့သွားလို့ဖြစ်မယ်ဆရာမစ္စတာဟေးကကျွန်တော်နောက်ကဒေါသထွက်နေတဲ့ចောင်းသားတွေကိုလှည့်ကြည့်ပြီးဝေခွဲမရဖြစ်နေကအားပေးစကားပြောဖို့ကြိုးစားရှာတယ်သူမင်းကိုဖျက်ဆီးဖို့ကြိုးစားနေတာဒီနေ့မင်းရဲ့ဖျော်ဖြေမှုကိုဖျက်လိုက်ရအောင်အခုချိန်စင်ပေါ်တက်ဖို့ကတိတ်အန္တရာယ်များတယ်ကျွန်တော်ခေါင်းကိုပြက်သားခါရမ်းလိုက်တယ်ဟင်းဒီနေ့ညငါဖျော်ဖြေမရမယ်မဟုတ်ရင်ဒီကိစ္စတစ်ခုလုံးကကြောက်ထက်အခရာတင်သွားလိမ့်မယ်မစ္စတာဟေးဒေါသထွက်လုံးလို့ခြေဆောင်လိုက်တယ်မင်းအခုချိန်စင်ပေါ်တက်ပြီးရှင်းပြရင်ဘသူကမင်းကိုယုံမှလဲစူပူအောင်ကြွားမှုဖြစ်သွားရင်ကောအဲ့ဒီကြရင်ငါတို့အားလုံးပြီးပြီဒီအတိုင်းပဲအောက်မှာအော်ဟေအားပေးနေကြတာတွေမရက်သေးဘူးကလိုကြီးထွက်သွားတာနဲ့အခမ်းအနားမှုကစင်ပေါ်ကိုလှမ်းတက်လာပြီးသူ့ကပြားကိုကြည့်ကကြီးညာလိုက်တယ်နောက်တစ်ယောက်ကတော့ဂီတတန်စင်မေဂျာကရိုင်ယန်ဖော့စတာဖြစ်ပါတယ်ရိုင်ယန်ဆိုတဲ့နာမည်ကိုကြားတာနဲ့ចောင်းသားတော်တော်များများအားအသင့်ပြီးတင်းကနေဖြစ်သွားကြတယ်သူတို့ကရိုင်ယန်ဆိုတဲ့ကောင်ကိုဆဲဆူနေကြတာအခုရိုင်ယန်ဆိုတဲ့သူကလမ်းလျှောက်တက်လာပြီးဒါနာမည်တူတာများလားဒါမှမဟုတ်ဒီလောက်တောင်တိုက်ဆိုင်နေတာလားပြီးတော့တကယ်ကပါရက်ပါခိုးစားတဲ့ကောင်မလားမစ္စတာဟေးရဲ့မျက်နှာကမုန်တိုင်းထက်နေတဲ့တိမ်တိုက်တွေလိုမဲမောင်သွားတယ်ကလိုအီထွက်သွားတဲ့နေရာကိုတိတ်ဆိတ်စွာစိုက်ကြည့်နေတယ်မာကတ်စ်ကတော့သူ့ရင်ဘက်ကိုတူထူပြီးပြုံးလိုက်တယ်တက်လိုက်ရိုင်ယန်မင်းသားကိုဘယ်သူမှတိုးရဲရင်ငါထိုးပစ်မယ်ကျွန်တော်တည်ငြိမ်စွာပြုံးပြလိုက်ပြီးမာကတ်စ်ကိုစိတ်လိုက်ကောက်ပြီးမလုပ်ဖို့ပြောလိုက်တယ်လှည့်လိုက်ပြီးစင်ပေါ်ကိုခြေလန်းကြဲကြဲနဲ့တက်သွားခဲ့တယ်စင်ရဲ့အလဲတက်မှာရက်ပြီးကျွန်တော်ကိုစိုက်ကြည့်နေကြတဲ့ចောင်းသားတွေကိုကြည့်ကတက်တောင့်တက်တာနဲ့ပေါ့ပေါ့ပပပဲပြောလိုက်တယ်ဟိအားလုံးပဲကျွန်တော်ကရိုင်ယန်ဖော့စတာပါခုနကကလိုအီပြောသွားတဲ့ကပရက်ပါခိုးစားတဲ့သူပေါ့မစ္စတာဟေးသူ့နဖူးသူရိုက်လိုက်တယ်ဒီကောင်လေးကတိတ်ရိုးလွန်းနဲ့အခုတော့တကယ်ပြီးသွားပြီးကျွန်တော်နှုတ်ကစကားတန်ထွက်သွားတာနဲ့ပရိသတ်ကြီးပုတ်ပွက်ရိုက်သွားပြီးအရက်မျက်နှာအတီးတီးကဆဲဆူတန်တွေပြန်တန်းလာတော့တာပဲရိုင်ယန်မင်းကောက်စီကောင်မေးမျက်နှာပြရဲသေးတယ်နော်ငါတို့မျက်လုံးတွေမပေးရခင်စင်ပေါ်ကဆင်းသွားစမ်းပရိသတ်ရဲ့ဆဲဆူရိုင်းဆိုင်မှုတွေကိုရင်ဆိုင်ရင်ကျွန်တော်ဘာမှမကြားရသလိုပဲကလိုအီထွက်သွားတဲ့နေရာစီကိုသာဗလာနက်ထိစိုက်ကြည့်နေလိုက်တယ်အဲ့ဒီနောက်ကိုတယော်တဲ့ရေမောတန်တစ်ခုပြူလိုက်တယ်ကြည့်နေကြတဲ့သူတော်တော်များများကအံ့အားသင့်ပြီးရက်သွားကြတယ်ကျွန်တော်မျက်နှာပေါ်ကဒီအမူအရာရဲ့နောက်ွယ်မှာဇလန်တပုတ်ရှိနေတယ်ဆိုတာကိုခန်းစားမိလိုက်ကြလို့ပဲကျွန်တော်အောက်ကပရိသတ်ကိုလက်ပြလိုက်တယ်ဝန်ထမ်းတစ်ယောက်ကကျွန်တော်ကိုဂီတာတစ်လက်လာပေးတယ်ဂီတာကိုယူပြီးတန်စင်ညှိလိုက်ကမိုက်ထဲကိုခတ်တိုးစကားပြောလိုက်တယ်ဒါကကျွန်တော်ကလိုကြီးအတွက်ရေးပေးခဲ့တဲ့တခြင်းပါသူ့ကိုပေးမလို့စီစစ်ထားတာထားလိုက်ပါတော့ဆိုပဲဆိုပြလိုက်တော့မယ်ကျွန်တော်နောက်ထပ်တရောတဲ့အမူအရာတစ်ခုပြလိုက်တယ်ပရိသတ်တွေပို့ပြီးဇဝေဇဝါဖြစ်သွားကြပြီးဒီရိုင်ယန်ကကြည့်ရတာတောက်ပနေတဲ့သူပဲလူဆိုးနဲ့လုံးဝမတူဘူးအဲ့ဒီအချိန်မှာကျွန်တော်နှုတ်ခမ်းတောင်းကအနှဲငယ်ကွေးတက်သွားတယ်ကျွန်တော်လက်ချောင်းတွေကကျိုးတွေကိုတုတ်ခတ်လိုက်တာနဲ့နှွေးထွေးပြီးချုံမြိန်တဲ့တန်စင်တစ်ခုကအလိုင်းအကက်လိုပရိသတ်စီစီးဆင်းသွားတယ်အောက်ကပရိသတ်တွေခဏချင်းတိတ်ဆိတ်သွားကြပြီးမျက်နှာတိုင်းကတူညီတဲ့အမူအရာနဲ့မျက်လုံးတိုင်းကကျွန်တော်စီမှာပဲစိုက်ကြည့်နေကြတော့တယ်စင်ပေါ်မှာတချင်းဝင်တီးလုံးပြန့်လွင့်နေတော့ကျွန်တော်အတန်ကဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့တယ်ရိုးရှင်းတဲ့စာကြောင်းနဲ့ငယ်နဲ့တင်ပရိသတ်တရက်လုံးဝမြင့်တက်သွားကြရတယ်ကျွန်တော်အတန်ကဆွဲဆောင်မှုရှိတဲ့နှွေးထွေးမှုတွေနဲ့ပြည့်နှက်နေပြီးအတိတ်ကိုပြန်ပြောင်းတတိယနေတဲ့အသေးကွဲယောက်ျားတစ်ယောက်လိုပါပဲအပြင်မှာတည်ငြိမ်နေပေမဲ့အတွင်းမှာတော့ကြေးမွားလို့နေပြီမစ္စတာဟေးကကျွန်တော်ကိုမြင့်တက်စွာကြည့်နေခဲ့တယ်ကောလိပ်လေးနှလုံးလုံးကျွန်တော်ကတာမန်ပဲရှိခဲ့တာဒါပေမဲ့ကျွန်တော်ရေးတဲ့တခြင်းကဒီလောက်တောင်ကောင်းနေတာလားကျွန်တော်မျက်လုံးတွေအနှဲငယ်ရဲတက်လာပြီးစွန့်ပစ်ခံရတဲ့မတက်တာတဲ့နာကျင်မှုတွေနဲ့မျက်နှာမှာပြည့်နှက်နေတယ်
ပရိသတ်ကိုကြည့်ပြီးဆက်ဆူနေလိုက်တယ်တချင်းရဲ့အပိုက်ခွဲရောက်တာနဲ့ကျောင်းတစ်ကျောင်းလုံးကျောင်းသားရောဆရာတွေပါမင်သက်သွားကြတော့တာပဲဒီလောက်ကောင်းတဲ့တချင်းမျိုးရေးနိုင်မှုဘလို့အသေးကွဲမှုမျိုးခံစားခဲ့ရလို့လဲလူတွေပိုပြီးကိုတန်တရားဝင်လာကြပြီးဒီလောက်ပေးဆက်နိုင်ပြီးပါရမီပါတဲ့ကောင်ကဘလို့လောက်ကပ်ပါရက်ပါခိုးစားတဲ့သူဖြစ်နိုင်မှာလဲစင်နောက်ဖက်မှာကလိုကြီးကကျွန်တော်ကိုလုံးဝအံ့အားသင့်စွာကြည့်နေတယ်ဒါတကယ်ပဲသူ့ရဲ့အနောက်ကလိုက်နေတဲ့ရန်ရန်ဟုတ်ရဲ့လားသူကအစားတောက်ပို့တာနဲ့အုပ်တယ်တာပဲလုပ်ခဲ့တာလေဘလို့လို့ဒီလောက်လှပတဲ့တချင်းမျိုးရေးနိုင်ရတာလဲသူ့ဘေးကမန်နေဂျာဒယ်ရစ်ရဲ့မျက်နှာကတော့တင်းမာသွားတယ်ဒီကောင်ကတာမန်ကောင်မဟုတ်ဘူးဒီလိုတိတ်ခါချခံထားရတာတောင်မှသူမငင်းပဲနဲ့ဂျင်းထည့်ပြီးတနာအောင်လောက်ရကောင်းမှန်းသိနေတဲ့ကိစ္စတွေရှုပ်ကုန်ပြီအဲ့ဒီအချိန်မှာပဲတချင်းကအမြင့်ဆုံးအဆင့်ကိုရောက်သွားခဲ့ပြီးကျွန်တော်အတန်ကိုမြင့်လိုက်ပြီးဆက်ဆူနေလိုက်တဲ့တချင်းရဲ့ခံစားချက်ကလူတိုင်းကိုဆွဲဆောင်သွားခဲ့တာပေါ့ကျောင်းသားတွေအားလုံးတချင်းထဲမှာမိန်မောနေကြပြီးစိတ်လှုပ်ရှားလွယ်တဲ့သူအချို့ဆိုမျက်ရည်တောင်ကျနေကြပြီးမျက်ရည်မကျအောင်ထိန်းထားတဲ့ကျွန်တော်အတန်နာကျင်မှုတွေနဲ့ပြည့်နေနေတဲ့အမူအရာပြစ်ဆိုစရာမရှိတဲ့တရုပ်ဆောင်မှုတွေနဲ့ပေါင်းဆက်လိုက်တော့လူတိုင်းရဲ့အသေးကိုခွဲပစ်လိုက်တယ်လို့ပါပဲတချင်းပြီးသွားတဲ့အခါနေရာတစ်ခုလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်ကိုတရော်တဲ့အပြုံးလေးပြုံးလိုက်ပြီးပပြင်းပေါ်ကမျက်ရည်တစ်ဆက်စီးကျလာကပရိသတ်ကိုခါညွတ်ဦးညွတ်လိုက်တယ်ပရိသတ်တွေကရုတ်တရက်တစ်ခုခုကိုနားလဲသွားတယ်လို့မြင်တက်နေကြတယ်မာကတ်ကတော့မျက်ရည်တွေပေါက်ကြအောင်ငိုနေပြီးကလိုအီနဲ့ကျွန်တော်ရဲ့ဇလန်းတစ်ခုလုံးကိုတူတိထားတာကြောင့်ခံစားရဆုံးပဲမျက်ရည်တွေကိုတုပ်ပြီးမတက်ရက်ကအမွှန်းတင်နေကွာ bravo လို့အော်ဟစ်လိုက်တယ်တောင်းဖြက်လက်ခုပ်တန်တွေချက်ချင်းပောက်ကွဲထွက်လာပြီးကောင်းကင်ကြီးတောင်ကွဲထွက်သွားမတက်အတန်တွေကျဲလောင်သွားတော့တယ်မစ္စတာဟေးကတက်ပြင်းချရင်ခေါင်းငိမ့်လိုက်တယ်မင်းရဲ့ဒီတချင်းကကလိုကြီးရဲ့ Barbie Girl ထက်မကကောင်းတယ်ဒီလိုတချင်းမျိုးနဲ့ဆိုရင်မင်းတက်အမှတ်တစိတ်ကောင်းတစ်ခုနဲ့စာချုပ်နိုင်လောက်တဲ့စင်ပုံမှာကျွန်တော်နှုတ်ခမ်းထောင်းကအနှဲငယ်မြင့်တက်သွားပြီးမိုင်းနာကိုပြန်ကတ်လိုက်တဲ့အတန်ကအနှဲငယ်တုံရင်နေသေးပဲတခါတော့ကလူတစ်ယောက်ကကျွန်တော်ကိုမေးဘူးတဲ့တက်တာဆိုတာတကယ်တော့ဘလောက်ကြာတယ်လဲတဲ့ကျွန်တော်ဘလို့ဖြေရမှန်းမသိခဲ့ဘူးဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်နားလည်သွားပါပြီတက်တာဆိုတာ938ရက်ပါပဲဒီစကားတွေကចောင်းသားတွေကိုစဝေးစဝါဖြစ်သွားစေပြီးအောက်ကဆရာတွေတောင်တေချာမသိကြဘူးဒါပေမဲ့ကျွန်တော်ကလိုအီစင်ဘော်ကထွက်သွားတဲ့နေရာစီကိုကြည့်လိုက်ပြီးမျက်နှာပေါ်မှာဆုံးရှုံးမှုအရေးရောင်လေးနဲ့အတူခါသီးစွာပြုံးလိုက်တယ်သူမကတက်တာလုံးချစ်ပါမယ်လို့ပြောခဲ့ဘူးတာလေပရိသတ်တွေရုတ်တရက်နားလဲသွားကြပြီးသူမကတက်တာလုံးချစ်မယ်လို့ပြောခဲ့ပေမဲ့နောက်ဆုံးတော့938ရက်ပဲချစ်ခဲ့တာဒါကြောင့်တက်တာဆိုတာအဲ့ဒီလောက်ပဲကြားတာပေါ့မငိုပါနဲ့နှစ်မှာငါတို့ရှိပါသေးတယ်မင်းကလေးတယောက်ရဲ့အတန်ကပရိသတ်ကြားတဲ့ကနေရုတ်တရက်ထွက်ပေါ်လာတယ်ကျွန်တော်ရဲ့အထီးကျန်တဲ့အပြုံးကသူ့ကိုနက်ရှိုင်းထိခိုက်သွားစေခဲ့ပြီးចောင်းသားတွေပူပြီးအတူတူအော်ဟစ်လာကြတော့တာပဲစင်နောက်ဖက်မှာမန်နေဂျာဒယ်ရီရဲ့မျက်နှာကစက္ကန့်နဲ့အမျှပိုဆိုးလာခဲ့တယ်ဒီနေ့အစီအစဉ်ပျက်စီးသွားပြီဆိုတာသူသိလိုက်ပြီးကြီးမားတဲ့အကျိုးဆက်တွေတည်ဆောင်လာနိုင်တယ်လေကျွန်တော်အောက်ကចောင်းသားတွေကိုလက်ပြလိုက်ပြီးစင်နောက်ဖက်ထွက်ပေါက်စီကိုမျောလင်းချက်တွေနဲ့ပြည့်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်လိုက်တယ်ကျွန်တော်ဘာကိုစောင့်မျှော်နေလဲဆိုတာအားလုံးသိကြတယ်ကလိုအီထွက်လာပြီးရှင်းပြမှာကိုကျွန်တော်စောင့်နေတာဒါပေမဲ့သူလုံးဝထွက်မလာခဲ့ဘူးကျွန်တော်မျက်လုံးထဲကအလင်းရောင်တွေဖြည်းဖြည်းချင်းမိမ့်သွားပြီးဆုံးရှုံးမှုအရေးရောင်နဲ့အတူခါသီးစွာပြုံးလိုက်တယ်သူမကနှက်ခမ်းကိုလှုပ်ရှားခဲ့ပေမဲ့ကျွန်တော်ကတော့အသေးနှလုံးကိုဆုံးရှုံးခဲ့ရတာကျွန်တော်ရှုံးတာမဆန်းပါဘူးမမချမ်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်မျက်လုံးတွေရဲတက်နေပြီးပရိသတ်ကိုနာကျင်စွာပြုံးပြလိုက်တယ်ပရိသတ်တွေရဲ့အသေးနှလုံးတွေတဖန်ပြန်ကြေမွသွားကြရပြန်ပြီကျွန်တော်နောက်ဆုံးနှုတ်ဆက်သလိုခေါင်းငိမ့်လိုက်ပြီးလှဲ့ကစင်ဘော်ကနေထွက်ခွာသွားခဲ့တယ်ပရိသတ်တွေမထိန်နိုင်ကြတော့ပဲကလိုကြီးကိုအသေးနှလုံးမရှိတဲ့မဟာဖောက်ပြန်သူလိုစတင်အော်ဟစ်ဆဲဆိုကြတော့တာပဲနေရာတစ်ခုလုံးစူညံသွားတော့တယ်မိတ်ကပ်ပြင်ခန်းထဲမှာတော့ကလိုကြီးကပြတရားငိုယိုနေပြီးဒယ်ရီရဲ့လက်ကိုတောင်းပန်တဲ့မျက်လုံးတွေနဲ့ဆွဲထားတယ်ဒယ်ရီငါတို့အခုဘာလုပ်ကြမလဲအပြင်မှာအားလုံးကငါ့ကိုဆဲနေကြပြီးဒယ်ရီရဲ့အမူအရာကတွတ်လိန်သွားပြီးအေးဆက်စွာရေမောလိုက်တယ်ဘာစောတလင်ဖြစ်နေတာလဲအဲ့ဒီကောင်ကငါ့ကိုအလစ်အငိုက်တိုက်ခိုက်လိုက်တာပါဒါပေမဲ့ဘာမှမဖြစ်ပါဘူးမင်းကိုရုပ်မာတဲ့ဖောက်ပြန်သူကဖျက်ပစ်ခဲ့တဲ့ဇလန်းကဒီနေ့ညသတင်းတွေမှာပြန့်သွားလိမ့်မယ်အဲ့ဒီကြရင် तू ဘလို့ပဲရှင်းပြဘာမှထူးမှာမဟုတ်တော့ဘူးဒါပေမဲ့စင်ဘော်ကဆင်းလာပြီးတဲ့နောက်မာကတ်ကကျွန်တော်ကိုတအီငိုရင်းတားလိုက်တယ်ရိုင်ယန်မင်းအခုချိန်မှာတိတ်ဆိတ်ပြက်နေမယ်ဆိုတာငါသိပါတယ်ငါတို့အပြင်ထွက်ပြီးအရက်တောက်ကြရအောင်ငါတို့နှစ်ယောက်တည်းတောက်ကြမယ်အမူးလုံးနဲ့အထိမရက်ကြကြီးကျွန်တော်နှက်ခမ်းကအနှဲငယ်ကွေ့တက်သွားတယ်စိတ်ပြက်စရာလားငါလီပဲသူတို့သာစိတ်မကောင်းဖြစ်ရမှာဒါပေမဲ့အေးပါငါတို့တကယ်ပဲအောင်ပွဲခံတင်တယ်ကျွန်တော်အတန်ကပေါ်ပါပြီးတက်တောင့်တက်တာရှိနေခဲ့တယ်အသေးကွဲတဲ့အရေးအယောင်လုံးဝမရှိတာကြောင့်မာကတ်လုံးဝကြောင်သွားခဲ့ရတယ်မာကတ်နဲ့ကျွန်တော်ကငါတို့ပုံမှန်သွားနေကြ Shark Sparrows ကိုသွားခဲ့ကြပြီးအဲ့ဒီအဆက်နီစီရဲ့အနံ့တင်းလေးရောက်လာတာနဲ့ကျွန်တော်ပါဇက်ထဲတွေချက်ချင်းယိုစီးလာတော့တာပဲဘီယာအနှဲငယ်တောက်လိုက်တာနဲ့စိုးရင်စရာတွေအားလုံးလုံးဝမေးပြောက်သွားခဲ့ပြီမာကတ်ကသူ့ဖုန်းကိုကြည့်ရင်းမျက်ခုံးမှုတ်လိုက်တယ်ရိုင်ရန်
ကလိုအီကTwitter မှာမင်းကိုကပ်ပါရက်ပါခိုးစားသူလို့တင်လိုက်ပြီးသတင်းဌာနတော်တော်များများကလည်းအဲ့ဒါကိုမျှဝေနေကြပြီး online ပေါ်မှာလူတိုင်းမင်းကိုဆဲနေကြပြီးကျွန်တော်ဖုန်းကိုယူပြီးလှမ်းကြည့်လိုက်တယ်။ဒါကအရင်တုန်းကထက်တောင်မြန်နေသေးတယ်ဒါပေမဲ့ကျွန်တော်မှအစီအစဉ်အဆင်သင့်ရှိပြီးသားပါ။ကျွန်တော် Marcus ကိုဗီဒီယိုအတိုလေးတစ်ခုရိုက်ပေးဖို့တောင်းဆိုလိုက်တယ်ကိုမတရားဆွဆွဲခံရတဲ့အချစ်ကြီးသူတယောက်အဖြစ်တရုပ်ဆောင်ဖို့ပေါ့ခဏမျှတိုင်ပင်ပြီးတဲ့နောက် Marcus ကစိတ်လှုပ်ရှားစွာခေါင်းငိမ့်လိုက်ပြီးဖုန်းရဲ့ထောက်ကွာဝေးကိုတောင်းပုံခိုးရိုက်ထားတဲ့ပုံစံမျိုးဖြစ်အောင်ချိန်ညှိလိုက်တယ်ကျွန်တော်စိတ်ခံစားချက်အမှန်ကိုတွင်းလိုက်ပြီးသူ့ကို OK တင်ဒေတာပြလိုက်တယ်ရိုက်ကူးရေးစပြီး Ryan online ပေါ်မှာမင်းအကြောင်းလူတွေပါပြောနေကြလဲမင်းတည်သလားသူတို့ပြောချင်တာပြောပါစေပါဆက်ကသူတို့ပါဆက်ပါငါပါဆက်မှမဟုတ်တာငါမှဘာမှလုပ်ပိုင်ခွင့်မရှိပါဘူးကျွန်တော်အတန်ကနှွေးထွေးနေပြီးယောဂမရှိချုံမောတဲ့မျက်နှာပေါ်မှာဝမ်းနည်းမှုအရေးရောင်လေးပါနေတဲ့ကြည့်လိုက်တာနဲ့လူတွေတနာစိတ်ဝင်သွားအောင်ပေါ့မာကတ်ကလည်းစက်ကောင်နဲ့ဝင်သွားပြီးဒေါသတကြီးမေးလိုက်တယ်မင်းကသူ့ကိုမင်းနမိတ်ကိုဒီတိုင်းဖြည့်ဆည်းခွင့်ပေးထားတော့မှလားအရှက်မရှိလိုက်တာသူမင်းကိုဒီလောက်ထိဆွဆွဲထားတာတော့မင်းကသူ့ဘက်ကကာကွယ်ပေးနေတော့မဲလားမင်းယူနေတာလားအဲ့ဒီလိုမပြောပါနဲ့သူအရှက်မရှိတာမဟုတ်ပါဘူးသူ့မှာအကြောင်းပြချက်ရှိမှာပါရိုင်ယန်မင်းဘာလို့မမြင်နိုင်ရတာလဲသူမင်းကိုဖျက်ဆီးဖို့ကြိုးစားနေတာလေမိမိဘတွေကမင်းကိုကြောင်းထားပေးဖို့ဘလောက်တောင်ပင်ပန်းခံခဲ့ရတာလဲမင်းသာသူ့ကိုဒီအတိုင်းပုတ်ခတ်ခွင့်ပေးထားရင်မင်းအလုရှာရတော့မှာမဟုတ်ဘူးမင်းရှက်ရွံ့စွာနဲ့အိမ်ကိုပြန်သွားတော့မှလားအိမ်နဲ့မိဘတွေအကြောင်းပြောလိုက်တာနဲ့ကျွန်တော်မျက်လုံးနဲ့မျက်ရည်တွေစီးကျလာတော့တယ်ကျွန်တော်ရဲ့နောက်ဆုံးကာကွယ်ရေးတတိုင်းတွေလုံးဝပြိုပြက်သွားပြီးငိုကြွေးလိုက်မိတယ်အတိတ်ဘဝတုန်းကကျွန်တော်ဟာကိုယ့်ရဲ့ကြာရှုံးမှုကိုလက်မခံနိုင်ခဲ့ဘူးမိဘတွေကိုရင်ဆိုင်ဖို့ရှက်ရွံ့လွန်းလို့အပြင်မှာပဲလေလွင့်နေခဲ့ပြီးသူတို့ဘယ်လိုခံစားရမလဲဆိုတာတစ်ချိန်မှမတွေးခဲ့ဘူးအခုပြန်ကြည့်လိုက်ရင်အဲ့ဒါကတရိษံထက်တောင်ဆိုးရွားတာပဲမာကတ်ကရိုက်ကူးရေးရက်ဖို့မျက်နှာပြင်ကိုပုတ်လိုက်တယ်သူကျွန်တော်ကိုလက်မထောင်ပြလိုက်တယ်ရိုင်ယန်မင်းရဲ့တရုပ်ဆောင်မှုကအံ့ဩစရာပဲငါတော်ဝမ်းနေသွားတယ်ကျွန်တော်မျက်ရည်တွေကိုတုပ်ရင်းခါသီးစွာရေမောလိုက်တယ်ဟင်းခုနကငါလှီးထားတဲ့ကြက်သွန်နီကတကယ်မျက်ရည်ကျတာပဲတိတ်ပြင်းတာပဲငါမျိုးလုံးသွားစေရအောင်မယ်မာကတ်ကခုနကရိုက်ထားတဲ့ဗီဒီယိုကိုပြန်ကြည့်ရင်ကိုဟာကိုရေမောနေတယ်သူစာတိုလေးအမြန်ရေးလိုက်ပြီးကလိုကြီးရဲ့ Twitter အကောင့်ကိုထိုက်တွဲလိုက်တယ်အဲ့ဒီနောက်ကျွန်တော်အကောင့်ကိုပါထိုက်တွဲပြီးခေတ်စားနေတဲ့အကြောင်းအရာတစ်ခုကိုရွေးကဗီဒီယိုကိုချက်ချင်းတင်လိုက်တော့တယ်သူ့မှာ follower ရာခိုင်နှန်းအနည်းငယ်ပဲရှိတာကြောင့်အရှိန်ဟုန်အများကြီးရမှာမဟုတ်ဘူးဆိုတာသိနေလို့တွားချိတ်မိတ်ပြီး promotion လုပ်ဖို့ဒေါ်လာ1000ပေးလိုက်တယ်ငါတို့လိုမွဲတေနေတဲ့ចောင်းသားတွေအတွက်ဒေါ်လာ1000ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူးတလားစာစားစရာပမာဏပဲမကြမီမှာပဲကျွန်တော်မျက်လုံးဆေးပြီးပြန်ရောက်လာတော့ Marcus ကအော်ဟစ်လိုက်တော့မတက်ပြောတယ် Ryanဒါကိုကြည်စမ်းပောက်ကွဲတော့မယ်ထင်တယ်ကျွန်တော်ဖုန်းကိုစစ်ဆေးကြည့်တော့9မိနစ်အတွင်းမှာပဲကြည့်ရှုသူဧကတောင်းကျော်သွားခဲ့ပြီးအရှိန်နဲ့တက်နေတာမာကတ်နဲ့ကျွန်တော်ပြုံးလိုက်ကြပြီးနှစ်ယောက်လုံးဖန်ခွက်တွေကိုမြောက်ကတငုံနဲ့မောတောက်လိုက်ကြတယ်အဲ့ဒီနေ့ည10နာရီမှာကျွန်တော်ဟောင်းနှံ့နေတဲ့အငှားအိမ်လေးကိုပြန်ရောက်ပြီးဘန်နာရေးချီနေကိုစစ်ဆေးလိုက်တယ်ကျွန်တော်နာမည်နဲ့ရှိတာဒေါ်လာ3000ပဲစတင်မှုအတွက်တော့ကပ်ပေးအဆင့်လက်ဖဲပါပဲကြည့်ရတာကျွန်တော်ပထမဆုံးပတ်စံရှာဖို့လိုနေပြီအစားအသောက်ပို့တာနဲ့အုပ်တယ်တာတွေကတော့ဒီတစ်ခါလုံးဝရှောက်เสียရမလို့တော့ဘူးပုံမြန်တဲ့အရာတစ်ခုလိုတယ်အဲ့ရပေါ်မှာလဲလျောင်းရင်ဝမ်းပိုက်ပေါ်ကအာယုံတွေကိုကင်ကြည့်ကတပြင်းမချပဲမနေနိုင်ခဲ့ဘူးဒါတွေကအရက်တောက်တာနဲ့စီးပွားရေးအခန့်ပွဲတွေကြောင့်နှစ်ပေါင်းများစွာမပြည့်စည်သေးတဲ့အာယုံတွေပဲအားလုံးပြန်ရောက်လာခဲ့ပြီးဘဝတစ်ပြန်ရလာပြီးဆိုမှတော့ဒီတစ်ခါတော့တကယ်ကိုရှင်တန်ရတော့မယ်နောက်တစ်ချိန်ဘယ်တော့မှတနာစရာကောင်းအောင်မနေတော့ဘူးနောက်တစ်နေ့မနက်မှာပြတင်းပေါက်အပြင်ဘက်မှာငှက်ကလေးတွေစူညံစွာတွန်ကျူးနေကြပြီးနေရောင်ကြီးတွေဖြာကျလာတယ်ကျွန်တော်ထပြီးမျက်နှာတစ်ကအလုရှာဖို့ထွက်မလို့လှုပ်တုံးမာကတ်မော်ကြီးပန်းကြီးပြေးဝင်လာတယ်ရိုင်ယန်မကောင်းတော့ဘူးကလိုကြီးကအခုပဲသတင်းစာရှင်းလင်းပွဲလုပ်လိုက်ပြီးကျွန်တော်ကြားတာနဲ့ချက်ချင်းပြာရခတ်သွားတယ်ဒါအရင်တုန်းကနဲ့မတူဘူးကျွန်တော်ဖုန်းကိုအမြန်ဆွဲထုတ်ပြီးစစ်ဆေးကြည့်လိုက်တယ်သတင်းစာရှင်းလင်းပွဲမှာကလိုကြီးကအသေးအတန်ငိုကြွေးနေတာကိုတွေ့လိုက်ရတယ်သူမပြောပုံရဆိုရင်ကျွန်တော်ကအတုံးမကျတဲ့အရေးမပါတဲ့သူဘလူးပလဲလှုပ်တတ်တဲ့သူနဲ့အိမ်တွင်းအကြမ်းဖက်သူတော်ဖြစ်နေသေးတယ်ကျွန်တော်သူ့ကိုခေတ်အဆက်ဆက်ရိုက်နှက်ခဲ့တယ်လို့အခိုင်အမာပြောနေတာမန်နေဂျာဒဲရစ်ကလည်းသူ့ဘေးမှာဒေါသအကြီးနားထောင်ရင်ကျွန်တော်လိုအမိုက်မျိုးကိုလုံးဝပယ်ဖျက်ရမယ်ပုံကွယ်စရာနေရာမရှိအောင်လုပ်ရမယ်လို့အော်ဟစ်နေတာကလိုကြီးကအစကတည်းက follower အများကြီးရှိတဲ့နာမည်ကြီးရင်းဖုန်ချက်ဖြစ်နေပြီးအခုဆေးဝိုင်းမီတွေကပါကြောထောက်နောက်ခံပေးထားတော့သတင်းက Twitter ရဲ့ခေတ်စားဆုံးစည်းရင်းမှာထိတ်ဆုံးရောက်သွားတော့တာပဲရုတ်တရက် online ပေါ်မှာလူတိုင်းကျွန်တော်ကိုဝေဖန်ဆဲဆိုနေကြတယ်မာကတ်မနေ့ကတင်ခဲ့တဲ့ဗီဒီယိုရဲ့ comment တွေမှာတောင်ဆဲဆိုတန်တွေပုံနေပြီး Ryanကလိုကြီးကတကယ်ကိုလွန်လွန်းနေပြီးဒီကိစ္စကလုံးဝပောက်ကွဲသွားပြီးအဲ့ဒါကိုကြားတာနဲ့ကျွန်တော်မျက်လုံးတွေလင်းလက်သွားတယ်။မာကတ်ရဲ့ပခုံးကိုဆွဲကင်ပြီးပြုံးလိုက်တယ်ဟေ့ကောင်။မင်းကတကယ်ပါရမီရှင်ပဲငါဘာလို့မနေ့ကမတွေးမိတာလဲ။မင်းလိုလူမျိုးအဲ့ဒါတချင်းပဲကွ။ညီလေးငါ့ကိုနောက်ထပ်ဗီဒီယိုတစ်ခုရိုက်ပေးပါဦး။ကျွန်တော်ဖုန်းကိုသူ့စီပေးလိုက်ပြီးစပွဲပေါ်ကဂစ်တာကိုယူကာတန်စင်ညှိလိုက်တယ်။က
လက်ထိုင်ပေါ်မှာထိုင်ပြီးစိတ်ခံစားချက်သွင်းလိုက်တယ်။မာကတ်ကဖုန်းကိုစီးစစ်ထားပြီးသားဖြစ်လို့ကျွန်တော်ဆိုတော့မယ်ဆိုတာသိတာနဲ့သူ့ကိုယ်သူစိတ်လှုပ်ရှားလာတယ်။ကျွန်တော်ခေါင်းငိမ့်ပြလိုက်တယ်။လက်ချောင်းတွေကအကျိုးတွေကိုတုတ်ခတ်လိုက်တာနဲ့နှွေးထွေးပြီးချိုမြိန်တဲ့တန်စင်တစ်ခုကအခန်းတစ်ခုလုံးကိုချက်ချင်းပြည့်နှက်သွားခဲ့တယ်။စိတ်ခံစားချက်ကချက်ချင်းဆိုသလိုလေးနက်သွားတယ်။ကျွန်တော်စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်ပြီးဆိုလိုက်တယ်။တချင်းစာသားတွေကလက်ရှိအခြေအနေနဲ့ကွက်တိကျနေပြီးကျွန်တော်အခြေအနေကိုအတိအကျဖော်ပြနေတာ။ကျွန်တော်အတန်ကတုံရင်နေပြီးစွန့်ပစ်ခံလိုက်ရတဲ့အချစ်ကြီးသူတယောက်တည်းရင်ဖွင့်နေတယ်လို့ပါပဲ။တချင်းရဲ့စိတ်ခံစားမှုဆွဲဆောင်အားကပြင်းထန်လွန်ပြီးတရုပ်ဆောင်မှုကလည်းအပြစ်ဆိုစရာမရှိဘူး။မျက်ရည်တွေမျက်လုံးထဲမှာပြည့်ရှံလာပြီးမျက်ရည်မကျအောင်ခေါင်းကိုအနှဲငယ်မော့ထားလိုက်တယ်။တချင်းကအမြင့်ဆုံးအဆင့်ကိုရောက်လာချိန်မှာကျွန်တော်အတန်ကိုမြင့်လိုက်ပြီးဆက်ဆူနေလိုက်တယ်။တချင်းရဲ့အပိုက်ခွဲရောက်တာနဲ့မာကတ်ရဲ့နှာခေါင်းထဲမှာစိုးနေလာတယ်။ကျွန်တော်တကယ်တရုပ်ဆောင်နေတာလားဒါမှမဟုတ်တရုပ်ဆောင်မှုကိုတုံးပြီးအမှန်တကယ်ခံစားချက်တွေကိုရင်ဖွင့်နေတာလားဆိုတာ तू မသိတော့ဘူး။ तू မရဲ့အမှားအတွက် तू မကိုအပြစ်မဆိုပါဘူးဆိုတဲ့စာကြောင်းနဲ့ तू မကိုလွတ်လပ်ခွင့်တွေတိတ်ပေးခဲ့မိတယ်ဆိုတဲ့စာကြောင်းကိုကြားလိုက်ရတဲ့အခါကျွန်တော်ဘာလို့ဒီဗီဒီယိုကိုရိုက်ချင်ရတာလဲဆိုတာမာကတ်ချက်ချင်းနားလည်သွားခဲ့တယ်။အဲ့ဒီစာကြောင်းကတကယ်အဆုံးသက်ထိုးနှက်ချက်ပဲဂီတကအဆုံးသက်တော့မယ်ကျွန်တော်ခံစားချက်ကအစာပိုင်းစိတ်ပြတ်မှုကနေတန့်စင်တဲ့စိတ်ပြက်လက်ပြက်ဖြစ်မှုစီပြောင်းလဲသွားတယ်။တချင်းပြီးသွားတဲ့အခါကျွန်တော်မျက်လုံးတွေရဲတက်နေပြီးမျက်ရည်တွေနောက်ဆုံးတော့စီးကျလာတော့တယ်။ဒီတချင်းမှာအသေးခွဲအော်ဟစ်တန်တွေမပါဘူး။အရာရာကိုပေးဆက်ခဲ့ပြီးအဆုံးမရှိခွင့်လွှတ်ခဲ့ပေမဲ့အမျိုးသမီးကသူ့ရဲ့အချစ်ကိုဂယုမဆိုင်ပဲပေါ်ပေါ်ဆဆဆုံးပစ်ခဲ့တဲ့ယောက်ျားတစ်ယောက်အကြောင်းကိုပဲတိတ်ဆိတ်စွာပြောပြနေတာ။နောက်ဆုံးဂီတတန်စင်မိမ့်သွားတဲ့အခါကျွန်တော်ငေးကြောင်ကြောင်ထိုင်နေရင်ပြတင်းပေါက်အပြင်ဘက်ကမြင်ကွင်းကိုစိုက်ကြည့်နေမိတယ်။အပြင်မှာတော့ရင်ကြောတွေစီးဆင်းနေပြီးဘဝတွေတက်ဝင်နေတယ်။အခန်းထဲမှာတော့မှင်သက်စွာပုံကွယ်နေတဲ့မြေလွတ်ပြင်လေးတစ်ခုလိုတိတ်ဆိတ်နေတာပေါ့။ကျွန်တော်ကိုတရောတဲ့အပြုံးနဲ့ခေါင်းခါလိုက်မိတယ်။ငါအခုထိတန်ရောစင်ဖြစ်နေတော့ပါလားလို့အံ့အားသင်ရင်ပေါ့ဗီဒီယိုတဲဖြတ်ပြီးတာနဲ့ကျွန်တော်ရဲ့ Twitter အကောင့်မှာတင်လိုက်တယ်။မာကတ်ကလည်းကျွန်တော်အတွက်ပြန်လည်မျှဝေပေးခဲ့တယ်။မနေ့ကဗီဒီယိုကြောင့်သူ့မှာ follower 1000ကျော်ရှိနေပြီလေဒီကဘာမှာ follower ဆိုတာပတ်စံနဲ့တူတူပဲ follower 1000ကျော်ရှိတဲ့အကောင့်တစ်ခုဟာကြော်ညာတစ်ခုဒါမှမဟုတ် promotion video တစ်ခုအတွက်အနည်းဆုံး$50တူညရနိုင်တယ်မွန်လွဲပိုင်းမှာ Marcus အလုပ်သွားတယ်သူကကြောရိုးတန်မာတဲ့ကြန့်ခိုင်ရေးတမတစ်ယောက်လေဘွဲရပြီးကလေးကအားကစားရုံမှာအချိန်ပိုင်းလုပ်နေတာနေ့တိုင်းမွန်လွဲပိုင်းမှာပစ္စည်းတွေတင်ဆက်ပြီးအသက်လက်ပိုင်းအမျိုးသမီးတွေကိုလေ့ကျင့်ခန်းတင်ပေးတာပေါ့အဲ့ဒီနေ့မွန်လွဲပိုင်းမှာကျွန်တော်တချင်းနှစ်ပုတ်လုံးရဲ့မူပိုင်ခွင့်ကိုပထမဆုံးတွားရောက်မှတ်ပုံတင်လိုက်တယ်အဲ့ဒီနောက်ကျွန်တော်ဖုန်းက virus ဝင်နေတယ်လို့မနာတဲ့ CD တန်တွေမြည်လာတော့တာပဲ Someone Like You ကလုံးဝကိုပောက်ကွဲသွားခဲ့တာကျွန်တော်ထင်ထားတာထက်ကိုအစပေါင်းများစွာပိုသွားခဲ့တယ်ဒီနေ့ခေတ်လူငယ်တွေမှာ PR တွေအများကြီးထမ်းထားရတာကြောင့်ဒီတချင်းကသူတို့အားလုံးရဲ့စိတ်ကြောကိုတွားထိမှန်ခဲ့တာဘသူကများအသေးကွဲမှုနဲ့မျက်ရည်တွေမရှိခဲ့ဘူးလို့လဲဒီကဘာကြီးကမတရားဘူးလူအများစုကနှစ်ပန်းလုံးအလုံးလုံးနေရချိန်မှာလူနည်းစုလေးကဘာမှမလုပ်ပဲစီးစိမ်ရင်းနေကြတာအဲ့ဒီနေ့ညရောက်တော့ဗီဒီယိုရဲ့သဘောကျမှု likes ကတသိန်းကျော်သွားခဲ့ပြီးဇလန်ကဆက်လက်ကြီးထွားလာတာနဲ့အမျှ Someone Like You ကဖြစ်စားနေတဲ့စည်ရင်းတွေပေါ်တိုက်ရိုက်တက်သွားခဲ့တယ်ကျွန်တော်စက်တီပေါ်မှာလဲလျောင်းရင်ဖုန်းကိုပုတ်ကြည့်ကကိုယ့်ရဲ့အပြစ်ဆိုစရာမရှိတဲ့တရုပ်ဆောင်မှုအတွက်ကျဲလောင်စွာရင်မောနေမိတယ်ငါတကယ်ပောက်ကွဲတော့မယ်လို့တွေးလိုက်ရုံရှိသေးတယ်မသိနိုင်တဲ့အင်အားတစ်ခုကဝင်ရောက်ဆွတ်ဖက်လိုက်တယ်တချင်းရဲ့အရှိန်ဟုန်ကဒုံကနေထိခိုက်သွားပြီးခေတ်စားနေတဲ့စည်ရင်းတွေပေါ်ကနေချက်ချင်းပျောက်ကွယ်သွားခဲ့တယ်ဗီဒီယိုကိုမျှဝေထားတဲ့အကောင့်တော်တော်များများကတော့သူတို့ရဲ့ post တွေကိုစတင်ဖြစ်ကြတော့တာပဲကျွန်တော်မတက်နိုင်စွာတက်ပြင်းချလိုက်မိတယ်ဘာတွေဖြစ်နေလဲဆိုတာအတိအကျခံမှန်းမိပေမဲ့အခုချိန်မှာကျွန်တော်ကကိစ္စတစ်ခုကိုတားဆီးဖို့တိတ်သိမ်းငယ်တဲ့ကစားသမားတစ်ယောက်ပဲရှိသေးတာလေအဲ့ဒီအချိန်မှာ Skyline Media ရဲ့ရုံးခန်းထဲမှာတော့ Derek ကသူ့ရဲ့ coffee ခွက်ကိုချန်ပီယံပေါ်ရိုက်ခွဲပစ်လိုက်တယ်ဒီ Ryan ဆိုတဲ့ကောင်ကပျောက်မသွားဘူးဖြစ်နေတယ်ငါအသုံးမကျတဲ့ကောင်တယောက်ကိုပိတ်ပင်ဖို့ဒီလောက်တောင်သုံးလိုက်ရတယ်လို့မယုံနိုင်ဘူးကလိုကြီးကသူ့ဘေးမှာထိုင်နေပြီးအသက်ပင်မရှူရဘူးဖြစ်နေတယ်သူကုမ္ပဏီကိုဝင်တာမကြသေးဘူးတပြားမှမရှာရသေးခင်မှာပဲတန်းပေါင်းများစွာကုန်ကြအောင်လုံးမိသွားတာလေဒဲရစ်ဒေါသထွက်နေတာကိုကြည့်ပြီးသူ့စီမှာအစားပြန်ပေးရမယ်ဆိုတာသိတာကြောင့်မာယာပါရေမောလိုက်တယ်ဒဲရစ်တော်သေးတာပေါ့ရှင်ဒီကိစ္စကိုကင်တွယ်ပေးလို့ကျမရဲ့ကြောင်ကနောက်ပြန်ကျွန်းထိုးတက်တယ်တိလာဒီနေ့ညလာကြည့်ချင်သလားဒဲရစ်ကခဏမြရက်တန်သွားပြီးအတိတ်ပဲပါပြုံးလိုက်ကသူ့မျက်လုံးတွေကကလိုကြီးရဲ့ခြေထောက်တွေစီရောက်သွားတယ်အဲ့ဒါအန်ဩစရာပဲအဲ့ဒါဆိုငါတကယ်သွားကြည့်ရမှာပေါ့ဒီ Ryan ဆိုတဲ့ကောင်နဲ့ပတ်သက်လို့တော့ကုမ္ပဏီကသူ့ကိုလုံးဝပယ်ဖျက်ပစ်လိမ့်မယ် Skyline Media ကိုလာစိန်ခေါ်တာကတေတွင်းတူးတာနဲ့အတူတူပဲနောက်တစ်နေ့မှာကျွန်တော်အလုပ်ရှာဖို့ထွက်ခဲ့ပေမဲ့ဖျော်ဖြေရေးကုမ္ပဏီကြီးငယ်အားလုံးကကျွန်တော်နာမည်ကိုကြားတာနဲ့ဖုန်းကိုချက်ချင်းချပစ်ကြတယ်ကျွန်တော်တခုခုမူးမမှန်ဘူးဆိုတာခံစားလိုက်ရပြီးငါဘဝကိုပြန်ဆခွင့်ရတာတောင်မှပယ်ဖျက်ခံရတာကနေမလွတ်မြောက်နိုင်သေးဘူးလားစက်ယုံတွေလူအုပ်တွေဝိုင်းရံနေတဲ့လမ်းမကြီးပေါ်မှာရက်နေရင်အရင်ကမကြုံဘူးတဲ့စိတ်ပြက်လက်ပြက်ဖြစ်မှုကိုခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့နီးပြဆရာ Mr. Hayes ကဖုန်းဝင်လာတယ် Ryan မင်းရဲ့ဒီတချင်းတွေကတကယ်ကိုအံ့ဩစရာပဲမင်းမာရီလုပ်နေတာလေ
ကျွန်တော်မတက်နိုင်စွာတက်ပြင်းချလိုက်ပြီးအခြေအနေအလုံးစုံကိုပြောပြလိုက်တယ်မစ္စတာဟေးကခဏမျှတိတ်ဆိတ်သွားပြီးမှပြောတယ်ထိတ်လက်မနေနဲ့ဘသူမှကောင်းကင်ကြီးကိုထာဝရဖုံးကွယ်မထားနိုင်ပါဘူးမင်းခဏတာဖြတ်တန်းနိုင်အောင်ယာယီအလုပ်တစ်ခုငါရှာပေးမယ်အဲ့ဒါကိုကြားတော့ကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားသွားရတယ်ဒီလိုဆရာကောင်းတစ်ယောက်ရှိနေတာကိုကျေးဇူးတင်မိတယ်ဖုံးချပြီးတာနဲ့မစ္စတာဟေးကလိပ်စာတစ်ခုပို့ပေးပြီးအဲ့ဒီကိုသွားပြီးအလုပ်ဆက်လုပ်ဖို့ပြောလိုက်တယ်ကျွန်တော်လိပ်စာအတိုင်းသွားလိုက်တာနဲ့ရောက်တာနဲ့တင်မင်းတက်သွားခဲ့ရတယ်ဆိုင်းပုတ်မှာ Starlight Lounge လို့စာလုံးကြီးကြီးတွေနဲ့ရေးထားတာအထဲမှာတော့နေရာကကျယ်ဝန်းပြီးခမ်းနားလှပလွန်းလာတယ်ဆိုင်ပိုင်ရှင်ရဲ့နာမည်က Kenny Walsh တဲ့သူကလည်း Mr. Hay ရဲ့ကျောင်းသားဟောင်းပဲကောင်းလေးမင်းရဲ့ Someone Like You တခြင်းကိုငါကြားဘူးလေတကယ်ကိုကောင်းကောင်းရေးထားတာပဲမင်းတိုက်ရိုက်ဆိုနိုင်ရဲ့လားကျွန်တော်ပြပြတတခေါင်းငိမ့်လိုက်တယ်ရပါတယ်ကျွန်တော်ကဂီတတန်စင်မေးကြပါကျွန်တော်အတန်ကတကယ်ကိုတန်ပါပါတယ်ထိတ်တန်းအစ်စ်မဟုတ်ပေမဲ့ခိုင်မာစွာကောင်းမွန်ပါတယ်ခဏမျှစကားပြောပြီးတဲ့နောက်ကန်နီကချက်ချင်းသဘောတူလိုက်တယ်ကျွန်တော်လောက်ခကတနေ့ကိုဒေါ်လာ200ဖြစ်ပြီးဘာပဲဖြစ်ဖြစ်ရတဲ့ပတ်စံကိုဝမ်နေဆိုင်နဲ့50ခွဲရမယ်အဲ့ဒီနေ့ည10နာရီရောက်တော့ဝမ်ထဲမှာအဖော်ရီပြည့်နေပြီးစင်ပေါ်မှာအသက်20ကျော်ကောင်းလေးတစ်ယောက်ကခေါင်းစဉ်တက်မရတဲ့တခြင်းတစ်ပုတ်ဆူနေတယ်သူရေးတာလားမသိဘူးကျွန်တော်အရင်ကမကြားဘူးစာသားတွေကရိုးရှင်းပေမဲ့တန်စင်မှာအမားယွင်းအချို့ရှိနေတာကြောင့်ပရိသတ်ရဲ့တုတ်ပြန်မှုကခေခေလေးပဲဖြစ်နေတယ်သူဆင်းသွားပြီးတဲ့နောက်ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်စင်ပေါ်တက်လာတယ်သူ့ရဲ့ကျွမ်းကျင်မှုကတိတိတတ်တာပူတတ်ပါတယ်သူ့ရဲ့စိတ်တတန်စင်တဲ့ range တွေကတကယ်ကိုခိုင်ပါတယ်ဂီတတန်စင်တီးနေတော့မှပဲသူကလိုက်ဆိုလိုက်နဲ့ဖြောပြမှုကစက်ယုံလိုချုံးမွေ့နေတာပဲသူကဒီမှာအမြဲတမ်းဆိုနေကြအဆိုတော်ဖြစ်ပုံရတယ်ပရိသတ်ထဲကအသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကသူ့စီပန်းချင်း30ချင်းပို့လိုက်တယ်ပန်းချင်းတစ်ချင်းကိုဒေါ်လာ100ကျတင်ပြီးအဲ့ဒါတွေအားလုံးကသူ့ရဲ့ဝေစုထဲရောက်သွားတာအဲ့ဒီချစ်စရာကောင်းမလေးပြီးသွားတော့ကျွန်တော်အလှည့်ရောက်လာပြီကန်နီကကျွန်တော်ပခုံးကိုပြုံးရင်းပုတ်လိုက်တယ်စိတ်မလှုပ်ရှားနဲ့ပရိသတ်ကြီးအားလုံးကိုအနေရမရှိတဲ့ဒေဝတာလေးတွေလိုပဲမြင်အောင်လိုက်ကျွန်တော်ခဏမျှရက်တန့်သွားပြီးဒီဆိုင်ပိုင်းရှင်ကဟာတာညံရှိတာပဲလို့တွေးလိုက်တယ်ကြပြဆန်တဲ့ဒေဝတာလေးတွေလိုပြောချင်တာဖြစ်ပါလိမ့်မယ်ကျွန်တော်စင်ဘောကိုဖြည်းဖြည်းချင်းလမ်းလျှောက်တက်သွားပြီးဂီတာကိုယူကာတန်စင်ညှိလိုက်တယ်ဟဲ့အားလုံးပဲကျွန်တော်ကရိုင်းရန်ဖော့စတာပါဒီနေ့ညမှာတော့ကျွန်တော်တင်တို့အတွက် Someone Like You ဆိုတဲ့တခြင်းလေးပါလာပါတယ်ပရိသတ်ကြီးချက်ချင်းတိတ်ဆိတ်သွားတယ်မျက်နှာတစ်တယောက်ကိုအားလုံးစိတ်ဝင်စားနေကြတာအထူးသဖြင့်ဒီလောက်လန်ဆန်းတဲ့မျက်နှာမျိုးပေါ်အလုတ်ခွင်နဲ့ရောက်တာမကြသေးဘူးဆိုတာသိတာတယ်ကျွန်တော်ဂီတာတီးရင် Someone Like You ကိုဆိုပြလိုက်တော့ပရိသတ်တရက်လုံးမြင့်တက်သွားကြပြီးမတ်တက်ရက်ကလက်ခုပ် over ပေးကြတော့တယ်အနီရောင်ဝတ်ထားတဲ့လှပတဲ့အမျိုးသမီးတယောက်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေပြီးကျွန်တော်ကိုအော်ဟစ်လိုက်တယ်ချောလိုက်တာအန်အောစရာပဲနောက်တစ်ပုတ်ဆိုပြပါဦးသူ့ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပြီးကျန်တဲ့သူတွေလည်းအော်ဟစ်တောင်းဆိုလာကြတယ်နောက်ထပ်တစ်ချင်းတစ်ပုတ်ဆိုပေးဖို့ပေါ့ကျွန်တော်ခဏမျှအလစ်အငိုက်မိသွားပြီးအောက်ကကန်နီကိုလှမ်းကြည့်လိုက်တော့သူကခေါင်းငိမ့်ပြကဆက်ဆူဖို့တင်ဂီတပြလိုက်တယ်ကျွန်တော်ဇဝေဇဝါဖြစ်သွားတယ်ငါကူညီပေးဖို့လာတာကိုအခုကြမှဆက်ဆူခိုင်းနေတာလားလို့တွေးမိပေမဲ့အခုချိန်မှာအခြားရွေးချယ်စရာမရှိတော့ဘူးလေခဏမျှစဉ်းစားလိုက်ပြီး lounge ပရိသတ်နဲ့အသင့်တော်ဆုံးတခြင်းတစ်ပုတ်ကိုချက်ချင်းရွေးချယ်လိုက်တယ်အားလုံးရဲ့အချစ်အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုတ်ဆိုပြပါမယ်တခြင်းတစ်လေးပါကျွန်တော်စိတ်ခံစားချက်တွင်းလိုက်တယ်လက်ချောင်းတွေကကျိုးတွေကိုတုတ်ခတ်လိုက်တာနဲ့နှွေးထွေးပြီးချုံမြိန်တဲ့တန်စင်ကအလှိုင်းကပ်လိုစီးဆင်းသွားခဲ့တယ်အဝင်တီးလုံးပြန့်လွင့်နေတော့ကျွန်တော်တန်ကလည်းဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့တယ်ရိုးရှင်းတဲ့စာကြောင်းနှင်းငယ်နဲ့တင်ပရိသတ်တွေချက်ချင်းတိတ်ဆိတ်သွားကြတယ်ကျောင်းစင်းကာစားအဆိုတော်တစ်ယောက်ကဒီလောက်ကောင်းတဲ့တခြင်းမျိုးရေးနိုင်လိမ့်မယ်လို့မထင်ထားကြဘူးလေဒီတခြင်းက ACB နုနေတာကြောင့်ဒီလိုလောက်မျိုးနဲ့လုံးဝကွက်တိကျနေတာအနီရောင်ဝတ်ထားတဲ့အမျိုးသမီးကသူ့ရဲ့ဖန်ခွက်ကိုယူပြီးတငုံနဲ့မောတောက်လိုက်တယ်သူလည်းအရင်တုန်းကရီးစားရဲ့တစ္ဆာဖောက်မှုကိုခံခဲ့ရဘူးလားကြောင့်အထီးကျန်စွာနဲ့အရက်လာတောက်ပြီးခံစားချက်တွေကိုအဆုံးသက်လေးရှိတာဒီနေ့ညမှာတော့ကျွန်တော်တခြင်းကသူ့အသေးတဲ့အထိသွားထိမှန်ခဲ့တာပေါ့ကျွန်တော်ဖြောပြမှုကဆက်လက်စီးဆင်းနေတယ်မင်းပင်ပန်းနေတဲ့အခါခေါင်းထဲဘာမှမရှိအောင်ထားလိုက်ပါအခြားသူတွေပြောချင်တာပြောပါစေကို့အလုပ်ပဲကိုလုပ်ပါကျွန်တော်အတန်ကတိုးညင်းပြီးရှာရှာလေးထွက်လာခဲ့တဲ့ဘဝကိုစီးစစ်ထားတဲ့ကဘာကြီးကိုနားလည်ထားတဲ့အနေအမြင့်အရေးအယောင်တွေပါနေပြီးအရာရာကိုဖျက်ဆီးမှုတဲ့သူတယောက်လိုစိမ့်လန်းနေတာပေါ့ပရိသတ်တရက်လုံးတစ်ချင်းထဲမှာမိမ့်မောနေကြပြီးကိုဘွားရဲ့ပြင်ပမှုတွေခက်ခဲမှုတွေကိုတတိယနေကြတဲ့အပြင်ဘက်ကစူညံမှုတွေနဲ့ရှုပ်ထွေးနေတဲ့ကဘာကြီးကိုတတိယနေကြတာဒီစူညံနေတဲ့ lounge လေးထဲမှာသူတို့အတွက်တိတ်ဆိတ်တဲ့ငြိမ်းချမ်းမှုလေးကိုရှာတွေ့နိုင်တာဖြစ်ပါလိမ့်မယ်တချင်းပြီးသွားတဲ့အခါပရိသတ်တွေလက်ခုပ် over ပေးကြတော့တဲ့မျက်လုံးတိုင်းကရဲတက်နေကြတာဒီတချင်းကသူတို့မပြောထွက်ခဲ့တဲ့အတွေးတွေကိုပြောပြပေးခဲ့ပြီးထမ်းထားရတဲ့ PR တွေကိုလွှတ်ချပေးခဲ့တာလေအနီရောင်ဝတ်ထားတဲ့အမျိုးသမီးကတဖန်မတ်တက်ထွက်လိုက်တာကိုမြင်တော့ကျွန်တော်ထိတ်လန့်သွားခဲ့ရတယ်သူပြဿနာရှာမလို့လားအလုပ်လုပ်တဲ့ပထမဆုံးနေ့မှာတင်ပြဿနာနိမိတ်နဲ့တွေ့နေပြီးငါဘာလုပ်ရမလဲကျွန်တော်ချွေးပြန်နေတော့မှပဲအဲ့ဒီမျိုးသမီးကအော်ဟစ်လိုက်တယ်ဒီချုံမောတဲ့ကောင်လေးအတွက်ပန်းချင်းတရားပို့လိုက်တယ်ငါကက်ကိုဖျက်လိုက်တော့နေရာတစ်ခုလုံးပောက်ကွဲသွားတော့တာပဲ
ဒါကပရိသတ်တယောက်ကအဆိုတော်တယောက်ကိုပေးနိုင်တဲ့အမြင့်ဆုံးဂုဏ်ပြုမှုပဲဆိုင်ကပန်းချင်းပမာဏကိုတရားအထိပဲကန့်သက်ထားတာကိုကျွန်တော်ရင်ဘတ်ထဲကအာယုံတွေအဲ့ဒါကိုကြားတာနဲ့မြင့်တက်သွားခဲ့ပြီးပန်းချင်းတစ်ချင်းကိုဒေါ်လာ100ပန်းချင်း100ဆိုရင်ဒေါ်လာ1,000ကနေဆိုင်နဲ့50ခွဲရမှာဆိုတော့ဒီနေ့ညတညလေးနဲ့တင်ဒေါ်လာ900ရလိုက်တာပေါ့အဲ့ဒါကတကယ်ကိုနည်းတဲ့ပမာဏမဟုတ်ဘူးဗျာ